ဖလားဆောင်သိမ်းမဲ့အတင်းတော့ပြောတာပဲဒီလောက်ကြီးလည်းမခတ်ပါဘူး Open Play ဂိုးမသွင်းတဲ့ဇာတ်တိကအတင်းကိုအလန်းစားကိုတွေသွင်းပြပြီးတော့ United တို့ကတော့တင်းတန်းပို့ချလိုက်ပါပြီ။တော့ Manchester United ကတော့အမှန်ကန်ချက်ပြုတ်ပြနေပါပြီ။ယာယီနီးပြ Michael Carrick လက်ထက်မှာ United ဟာတကယ်ကိုတိုက်တဲ့ Challenger တွေဖြစ်တဲ့ Arsenal ရော Man City ရောနှစ်သင်းစလုံးကို back to back အနိုင်ပြလိုက်တာဖြစ်ပါတယ်။ဒီကောင်းပါရီ Michael Carrick မင်းကတကယ်ကိုတိတ်ဆိတ်နေတဲ့ Premier League ရဲ့ကန်ရီပြင်ကိုဂဲလုံးတစ်လုံးပစ်ချလိုက်လို့လှုပ်ခတ်သွားစေခဲ့တာပါ။အခုဆိုရင် Manchester United ရဲ့ဒီ Arsenal Man City တို့ကိုဇာတ်လိုက်အနိုင်ရရှိခဲ့မှုကြောင့် Premier League အမှတ်ပေးဆရာထိပ်ပိုင်းကလှုပ်လှုပ်ခက်ခက်ဖြစ်လာခဲ့ပြီလို့ပြောရမှာပါ။ကျွန်တော်ပွဲအကြောင်းကိုမပြောခင် Arsenal အသင်းပရိသတ်တွေကိုပြောချင်တာကတော်တော်လေးကိုရှက်ဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Manchester United အသင်းကယာယီနီးပြ Michael Carrick နဲ့လည်းပတ်နေတဲ့အသင်းကစားမတွေကပြန်ဆောင်တာမကြသေးဘူး။ဒီတရားဒီလုံးတိုင်ပတ်ရိုင်ထွက်နေတဲ့အသင်းဒီကြားထဲကွင်းထဲမှာလည်းအသက်35နှစ်အရွယ် Casemiro ကိုအားကိုးနေရတဲ့အသင်းမှာ Casemiro ဆိုဒီနေ့ပွဲမှာပွဲကျင်ပြီးကိုကစားသွားခဲ့တာပါ။ဒီလိုအသင်းမျိုးကိုတော့မှ Premier League ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားဒါ Declan Rice လည်းရှိတယ်။နောက် Arsenal fan တွေပြောတဲ့ဒါ Bruno Fernandes ထက်ပိုကောင်းနေဆိုတဲ့ Odegaard လည်းရှိတယ်။ပြီးခဲ့ရာဒီလုံးက Serie A ရဲ့အကောင်းဆုံးကစားသမား Martin Zubimendi လည်းရှိတယ်။နောက်ပြီးတော့လေတွင်းရင်တော့မပေါဘူးဆိုတဲ့ Gabriel နဲ့ Saliba ခန်းစဲတွဲလည်းရှိတယ်။ Premier League ရဲ့ရွှေလဲစုရှင် David Raya လည်းရှိတယ်။ဒါအပြင်နီးပြလောကရဲ့ဂိုးတယောက်ဖြစ်တဲ့ Pep Guardiola ကိုတော့ Premier League အကြောင်းကိုတော့ကြောင်သိရှိဖို့ပညာသင်ကြားခဲ့ရတဲ့ Adidas လည်းရှိတယ်။ဒီလိုအသင်းမျိုးဒီလိုနီးပြမျိုးဒီလိုကစားမမျိုးပိုင်ဆိုင်ထားတဲ့အသင်းကသူတို့ရဲ့အိမ်ဝင်ကြီးမှာ Manchester United အသင်းကိုမနိုင်နိုင်ဘူးဆိုတာကတော်တော်လေးကိုရှက်ဖို့ကောင်းပါတယ်။နောက်ပြီးတော့ Arsenal အသင်းက2023ဒီဇင်ဘာတုန်းကဒီလူတန်တောင်းအသင်းကို3ဂိုးပေးခဲ့ရပြီးနောက်ပိုင်း83ပွဲဆက်တိုက်3ဂိုးနဲ့အထက်ခွင့်ပြုပေးခဲ့ရခြင်းမရှိပါဘူးဒီနေ့မှာတော့ Arsenal အသင်းဟာ Manchester United အသင်းနဲ့အတွေ့မှာဒီဆိုင်ရင်ကျိုးပြတ်သွားခဲ့ရလို့ဒီဟာဒီပထမအဆုံးအိမ်ခွင်းရှုံးပွဲလဲကြုံတွေ့သွားခဲ့ရဖြစ်ပါတယ် Manchester United အသင်းအတွက်ကတော့ Arsenal အသင်းလိုမျိုးဖလားဆောင်သိမ်းမဲ့အသင်းကဒီလောက်လက်ခက်ခဲတဲ့ပြိုင်ပွဲမဟုတ်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်နောက်ပြီးတော့ Open Play ကနေပြီးတော့ဂိုးမသွင်းတဲ့ဇာတ်ထိပ်ကိုဥဆောင်နေပြီးတခါလာလဲဆက်ပြီးကဂိုးသွင်းလိုက်တခါလာလဲ OG ဂိုးတွေနဲ့နိုင်လိုက်ဆိုတဲ့အသင်းမျိုးကိုအလန်းစားဂိုးတွေသွင်းပြပြီးတော့ဂိုးဆိုတာဒီလိုသွင်းရတယ်လို့ United တို့တင်တန်းပို့ချသွားခဲ့လို့ပြောမှာပါပွဲကြောင့်အနေနဲ့အချင်းချုပ်ပြီးပြောရမယ်ဆိုရင် Prime မှာတော့ Arsenal အသင်းက15မိနစ်ဆက်လောက်ထိ United အသင်းကိုကောင်းကောင်းဖိအားပေးထားနိုင်ခဲ့တယ်။ United ကလည်းအဲ့အချိန်ဒီအမှားရမရှိဘဲနဲ့ Arsenal ရဲ့တိုက်စစ်ဆင်မှုမှန်သမျှကိုအကောင်းဆုံးခုခံကာကွယ်သွားနိုင်ခဲ့တယ်။ဒီလိုနဲ့ပွဲချိန်29မိနစ်ဝန်းကျင်မှာဒါ Martinez OG ကနေပြီးတော့ Arsenal တို့ဥဆောင်ကိုစတင်ရရှိသွားခဲ့တယ်။တိတ်မကြဘူး Arsenal ရဲ့ရောက်ဖားကြောက်တိုင်းမှုကနေ Zubimendi လူပေးမှားတာကိုအမိုးကအကောင်းဆုံးသုံးချပြီးခြေပါကိုပြန်သွင်းခဲ့တဲ့ကြကြောင်း Prime ဘေးမှာတော့1-1တေချနေခဲ့တယ်။ဒုတိယပိုင်းပြန်စားမှာတော့ဒါဝေလေကဲထဲမှာ Michael Carrick တယောက် United ကစားသမားတွေကိုဘာတွေပြောလိုက်လဲမသိဘူး United ရဲ့ကစားပုံကတကယ်ကိုအလန်းစားပါအိမ်ကွင်းနဲ့အဝေးကွင်းမှားနေသလားအောင်မရတော့ United ကစားသမားတွေက Emirates မှာ Old Trafford လို့ကစားသွားခဲ့တာဖြစ်ပါတယ်အဲ့လိုနဲ့ပွဲချိန်53မိနစ်မှာ Bruno Fernandes နဲ့ Dogu ရဲ့တွဲလုံးကနေ Dogu က Head Volley ကန်ချက်နဲ့ United အတွက်လည်းဥဆောင်ကိုပြန်လည်သွင်းယူသွားခဲ့တယ်ဥဆောင်ကိုပေးလိုက်ရပြီးနောက် Arsenal အသင်းဘက်ကလူစားလဲမှု၄ခုလောက်ကိုပြုလုပ်ခဲ့ပြီးတော့ခြေပါကိုပြန်လည်ရရှိဖို့စ조사ခဲ့ပေမဲ့ United ရဲ့ mid block low block တွေကိုကြော်ဖြတ်ဖို့ခက်ခဲခဲ့တယ်အကြောက်ကလုံးစားချက် Arsenal အသင်းကလည်းထုံးစံတိုင်းဒေါက်ကန်မော်တွေရအောင်ယူပြီးတော့ပွဲချိန်မိနစ်80ကျော်မှာအမေရီနိုကနေပြီးတော့ခြေပါကိုပြန်လည်သွင်းယူသွားခဲ့တယ်ဒါပေမဲ့ဂန်နာဖန်တွေအပြောအကြမခံခဲ့ပါဘူး3မိနစ်အကြာမှာပဲလူစားဝယ်ကစားမကွန်ညာရဲ့လှပတဲ့အဝေးကန်ချက်က Emirates ကွင်းတစ်ခုလုံးက Arsenal ပရိသတ်တွေရဲ့အတန်ကိုတိတ်သွားစေခဲ့ပါတယ်ပွဲပြီးမှာ United 3-2 Arsenal United ဟာဒီပွဲနိုင်ရရှိခဲ့တာကြောင့်အမပေးစရာအဆင့်၄နေရာတွေတက်ရောက်လာခဲ့ပြီးတော့အခုဆိုရင် Arsenal အသင်းနဲ့12မှတ်အကွာကိုပဲရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်လက်ချံပွဲစဉ်15ပွဲမှာ12မှတ်ဆိုတာကဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေထားပါ Arsenal အသင်းအနေနဲ့လာမယ့်ပွဲတွေချေချော်မယ်ဆိုရင်တော့အရင်ရနေကြဒုတိယနေရာကနေပြီးတော့ဒီရာသီမှာတတိယတွေထုတ်တာတွေဖြစ်သွားနိုင်ပါတယ်ပိုဆိုတာက Manchester United လို့အသင်းမျိုးကိုရှုံးနေခဲ့တာကြောင့် Arsenal အသင်းရဲ့ကစားသမားတွေရဲ့စိတ်ထဲမှာစစ်တပ်ပိုင်းဆိုင်ရာထိခိုက်မှုလည်းရှိသွားနိုင်ပါတယ်ဘာဖြစ်ဖြစ် Manchester United အသင်းကတော့ Arsenal အသင်းရဲ့ချန်ပီယံအိမ်မက်ကိုနည်းနည်းလေးတော့နှောက်ယှက်သွားနိုင်ခဲ့လို့ပြောမှာပါ